တင်းမကွတ်ထားတဲ့ကြောင်ထီးလေးတွေကဘာကြောင့်မလို့အိမ်ကနေထွက်သွားရတာလဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီနေ့ဖြစ်နိုင်ခြေရှိတဲ့အချက်တွေကိုဒီနေ့မှာဆွေးနွေးသုံးသပ်ပြပေးသွားမယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်စီကိုဒါစေကန်းလာပြတဲ့ကြောင်ချစ်သူတို့တော်များများဆိုလို့ရှိရင်သူတို့ရဲ့ကြောင်ထီးလေးတွေမပြန်လာတာနှစ်နဲ့ချီနေပြီကျွန်တော်ရဲ့ကြောင်ထီးလေးကအိမ်ကထွက်သွားတာဘယ်လောက်ကြာနေပြီဆိုပြီးမှဒါလာပြီးတော့ရင်ဖွင့်တာမျိုးကိုကျွန်တော်အနေနဲ့ဒါအများကြီးကြားဘူးတယ်အများကြီးကြုံဘူးတယ်ပေါ့နော်အဲ့တော့ကြောင်တီးလေးတွေကဆိုလို့ရှိရင်သူတို့တွေအနေနဲ့အရွယ်ရောက်လာပြီဆိုလို့ရှိရင်သူတို့ရဲ့အနီးနားပတ်ဝန်းကျင်ကိုသူတို့တွေအနေနဲ့ဒါစူးစမ်းလေးလာတာမျိုးတွေလုပ်တယ်ဆက်စုကြည့်တာမျိုးတွေလုပ်တယ်ဘာတွေကိုပြုလုပ်ထားရှိတာများလဲဆိုလို့ရှိရင်အဓိကသူတို့ရှာတာကတော့အထီးလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အမာလေးတွေကသူတို့ရဲ့အိမ်ပတ်ဝန်းကျင်အနီးနားမှာသာရှိနေတယ်ဆိုလို့ရှိရင်တော့သူတို့အိမ်ပြန်လာလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးသူ့ရဲ့အိမ်အနီးနားပတ်ဝန်းကျင်မှာကြောင်မာလေးတွေမရှိဘူးကြောင်မာလေးတွေကတခြားနေရာတော်တော်ဝေးမှာရှိနေတယ်ဆိုလို့ရှိရင်သူတို့တွေအနေနဲ့အဲ့ဒီကိုသွားပြီးတော့ကျွန်တော်တို့နောက်ပိုင်းမှာအဲ့ဒီမှာပဲပျော်ပြီးတော့မှအိမ်ကိုမပြန်လာတော့တာမျိုးတွေပြုလုပ်ထားရှိတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်သူတို့အရွယ်ရောက်ပြီဆိုတာနဲ့ကိုဒါပြောမယ်ဆိုလို့ရှိရင်ကြောင်မာလေးတွေကိုရှာလို့အနီးနားပတ်ဝန်းကျင်မှာမရှိရင်အဝေးကြီးကိုသွားရှာရတယ်အဝေးကြီးကိုသွားပြီးတော့မှအဲ့ဒီမှာပဲပျော်သွားတဲ့အတွက်ကြောင့်မလို့ကိုကျွန်တော်တို့ဒီစီကိုပြန်မလာဘူးပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကြောင်လေးတွေကသူတို့ရဲ့ပတ်ဝန်းကျင်ကိုဒါဆက်စုတဲ့သဘောတဘာဝရှိတယ်ပြီးရင်သူတို့တွေအတွက်ဘယ်နေရာတွေကစိတ်ဝင်စားစရာကောင်းမလဲဆိုတာမျိုးကိုသူတို့တွေအနေနဲ့အများအားရှာဖွေလေ့လာလေးရှိတယ်ပေါ့နော်သူတို့တွေအနေနဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေ့တယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာပဲသူတို့တွေအနေနဲ့ပျော်သွားပြီဆိုလို့ရှိရင်အိမ်ကိုပြန်မလာတော့တာမျိုးတွေကျွန်တော်တို့တွေ့ရနိုင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ချက်ကကြတော့ဗာလဲဆိုလို့ရှိရင်ကြောင်ထီးလေးတွေမှာသူတို့တွေအနေနဲ့ဒါအမဲလိုက်လိုစိတ်ရှိတယ်အမဲလိုက်လိုစိတ်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အမဲလိုက်ရင်းကနေပြီးမှလမ်းပြောက်သွားပြီးမှကျွန်တော်တို့အိမ်ကိုပြန်မလာတော့တာမျိုးလေဒါဖြစ်နိုင်ခြေရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်သူနေထိုင်တဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်သူ့အတွက်ကိုဒါစိတ်ဖိစီးမှုတွေအများကြီးရစေတဲ့ပတ်ဝန်းကျင်မျိုးဆိုလို့ရှိရင်သူ့အနေနဲ့မနေလိုဘူးအဲ့လိုမနေလိုတဲ့အတွက်ကြောင့်မလို့အိမ်ကနေထွက်သွားတာမျိုးလည်းရှိတယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူ့ရဲ့အိမ်သူအိမ်သားတွေကအမြဲလိုရန်ဖြစ်နေတာမျိုးတွေစူညံလုပ်နေတာမျိုးတွေပူညံလုပ်နေတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်သူ့အနေနဲ့နေရထိုင်ရတာစိတ်သက်သာရမရဘူးတက်တောင့်တက်တာမဖြစ်ဘူးသူ့အနေနဲ့တိတ်ဆိတ်ငြိမ်သက်တာကိုလိုလားတယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒါအိမ်ကနေထွက်သွားတာမျိုးတွေပြုလုပ်ထားရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်သူတို့တွေရဲ့ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီးမှသူတို့နေထိုင်မကောင်းဖြစ်တယ်လို့မျိုးခံစားနေရတယ်ဆိုလို့ရှိရင်သူတို့ဒီအနေနဲ့အိမ်ကထွက်သွားလေရှိတယ်ပေါ့နော်ဘလို့အနေထားမျိုးတွေလဲဆိုလို့ရှိရင်သူ့အနေနဲ့နာကျင်မှုတစ်ခုခုတန်းကိုခံစားနေရတဲ့အခါမျိုးမှာဆိုလို့ရှိရင်သူ့ရဲ့ပတ်ဝန်းကျင်အနီးနားကပေါ့နော်စူညံတယ်သူ့အနေနဲ့အနားယူရတာတက်တောင့်တက်တာမဖြစ်နေဘူးဆိုလို့ရှိရင်လေကျွန်တော်တို့ဒါတိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုရှာဖွေပြီးတော့မှအိမ်ကိုပြန်မလာတော့တာမျိုးတွေပြုလုပ်ထားရှိ